Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့ဗီဒီယိုလေးလုပ်ပေးမှာမဟုတ်ဗျာကျွန်တော်စိတ်ကူးလေးပေါက်လာလို့စကားလေးတစ်ချက်ပြောခြင်းလို့ပေါ့နော်ကျွန်တော်တို့အခုဒီမြန်မာလူမျိုးတွေကဗျာပြပရောက်သွားတဲ့ခါကျဘာဖြစ်လာကြလဲဆိုတော့motivation speaker တွေဖြစ်လာကြတယ်ပြီးတော့public influencer တွေဖြစ်လာကြတယ်ပြီးတော့ blogger တွေဖြစ်လာကြတယ်အဲ့ထဲမှာကျွန်တော်တွေးမိတာပေါ့နော်ကိုနဲ့တဟဇာတာတဲ့တာ motivation speaker မဟုတ်ဘာလို့ဆိုကိုတန်းစိတ်တက်ကြရတယ်ဗျာတစ်ချိန်လုံးစိတ်တက်ကြရတယ်သူများကို motivate ပေးဖို့ဆိုတာမဖြစ်နိုင်ပြီးတော့ဒီဒုတိယအချက်public influencer ဖြစ်ဖို့လုပ်ဖို့ဆိုတာလဲကျွန်တော်တို့ဓာတ်ပုံလေးတင်ကိုယ့်ရဲ့အလှပုံလေးတင်စင်းတော်လေးတို့သိရမလားတချို့အကောင်လေးရှိပါတယ်သူတို့လလပပလေးဝစ်စားဆင်ရင်ပြီးတော့တသက်ရက်လေးဝစ်ပြီးတော့သိရမလားလုပ်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးကျွန်တော်ယုံကြည်ရတယ်ယုံကြည်ဗျာသိလားဆိုတော့အဲ့ဒါလည်းမဖြစ်နိုင်ဘူးနံပါတ်3blog လေးရိုက်တယ်ဆိုတဲ့အကြောင်းမှာတော့ကျွန်တော်နဲ့တော့နည်းနည်းလေးတော့သွားညိတဟဇာတာဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်က blog ကိုလုပ်တာကျွန်တော်မဟုတ်လေကျွန်တော်ရဲ့ခီးသွားနေတဲ့ဟာတွေကိုဗျာမှတ်တမ်းတင်တယ်ဖုန်းထဲမှာတင်ထားပြတယ်ဗျာသိလားဆိုတော့ကကျွန်တော်ရဲ့ lifetime ကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အချိန်တွေ့ကြုံခဲ့ရတဲ့ memory လေးဖုန်းထဲမှာတင်ထားမယ်ဆိုကျွန်တော်ရောက်နေတဲ့အရက် data မှာဒီလိုမျိုးရှိရဲဆိုတဲ့ဟာကိုကျွန်တော်ချစ်ခင်ရတဲ့လူတွေမိတ်ဆွေတငယ်ချင်းပေါ်တာအပေါင်းအသင်းတွေကိုကျွန်တော်ပြန်လဲဝေမျှကြတယ်ဗျာဒီရက်ဒီ data မှာတော့ဒါလေးရှိတယ်ပေါ့နော်ဒီလိုမျိုးနဲ့ငါကြုံတွေ့နေရတယ်ဆိုတဲ့ဟာလေးမျှဝေတဲ့အနေနဲ့ဓာတ်ပုံဗီဒီယိုလေးလုပ်ရင်းနဲ့ပေါ့နော်ကျွန်တော် blog လေးတွေစပြီးတော့လုပ်ဖြစ်တာပါကြံတဲ့ရည်ရချက်တော့ဘာမှတော့မရှိဘူးတခြားမျှော်လင့်ချက်တော့ဘာမှတော့မရှိဘူးနောက်တစ်ခုတော့ရှိတယ်ကျွန်တော်ရဲ့ဒီ lifetime မှာကြုံတွေ့ခဲ့တဲ့ဟာလေးတွေစုထားတယ်တစ်ချိန်ကြာလို့ရှိရင်ကျွန်တော်မသွားနိုင်တော့တဲ့ချိန်မလာနိုင်တော့ချိန်အခုလိုဟိုကြံအမှတန်ဆွမ်းတဲ့အချိန်မဟုတ်တော့ဘူးဆိုလို့ရှိရင်နောက်ဆုံးအကောင်အောင်ပြောမယ်ဗျာကျွန်တော်ဒီလူလောကမှာမရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်ချစ်ခင်လေးစားကျွန်တော်ချစ်ခင်ရတဲ့လူတွေအမှတ်တရနေတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးပြန်ကြည့်ပြီးတော့အလွမ်းဖြည့်စေခြင်းဒါပဲအဲ့ဒီအပြင်ကျွန်တော်ဘာမှရည်ရချက်ကတော့ထွေလို့မရှိဘူးအားလုံးကျေးဇူးတင်တယ်ဆက်ပြီးတော့အားပေးပါဝေမျှပါကျွန်တော်ရောက်ခဲ့တဲ့ဟာတွေတွေးကြုံခဲ့တဲ့ဟာတွေအကုန်လုံးဆက်ပြီးတော့ပုံမှန်လေး blog လေးလုပ်ဖြစ်အောင်ကြိုးစားပါမယ်အကောင်းဆုံးတင်ဆက်ပါမယ် like share subscribe follow လုပ်ဖို့လည်းမမေ့နဲ့ဆက်ပြီးတော့ပဲကြည့်ရှုပေးကြပါအားလုံး peace out